မင်္ဂလာပါရှင်အပတ်စဉ်ပုတ်တခုညတင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့တိုက်ပွဲသတင်းစစ်ကောင်စီတပ်လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်မုံလိုက်ခက်စစ်ပေးဆောင်စခန်းကနေပြည်သူအများအပြားတည်ဆုံတဲ့သတင်းနဲ့ရွှေကူမြို့နယ်မှာဖုန်းလိုင်းအင်တာနက်လိုင်းတွေနဲ့လက်စစ်မီပြတ်တောက်နေတာ2လကျော်ရှိလာတဲ့သတင်းတွေပဲဖြစ်ပါတယ်ကျွန်မကရှင်းမုံပါတော့ဖုံးရအောက်ဘက်နောင်ကွန်ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်အာမတာ390တပ်တွေနဲ့ KIA တပ်ဖွဲ့တွေလွယ်ကျဲနားမှာဒီကနေ့နေ့လီကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်တွေဟာစစ်အင်အား30ကျော်နဲ့လက်နက်ခဲယမ်းတွေအပါကား9စီးနဲ့လွယ်ကျဲအလာမှာ KIA လှုပ်ရှားတပ်ရင်း40ခွန်တပ်ဖွဲ့တွေနဲ့ထီတွေတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ဒီကနေ့ညနေပိုင်းမှာတော့၎င်းစစ်ကောင်စီတပ်ဖွဲ့တွေဟာဖာကီကျေးရွာဖက်ကိုရောက်ရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။အောက်တိုဘာ10ရက်နေ့မှာလည်းအဲ့ဒီနေမြေမှာစစ်ကြောင်းထိုးထားတဲ့စစ်ကောင်စီတပ်တွေဟာနောင်ကွန်ကျေးရွာကဒေသခံ2ယောက်ကိုဖမ်းဆီးခဲ့ပြီးတော့ဒီကနေ့မှာတော့ပြန်လည်လွတ်ပေးခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်။မြစ်ချနာဗမော်လမ်းပိုင်းမှာနေ့တိုင်းဆိုသလိုတိုက်ပွဲတွေရှိနေပြီးဒီကနေ့မှာလည်းလိုင်လုံအောင်ကြားတဝိုက်ကိုလေရင်နဲ့2ကြိမ်ပုံကျဲတိုက်ခိုက်သွားတယ်လို့ရှေ့တိုင်းသတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။ KIA ဌာနချုပ်လိုက်စာမြို့အနီးကမုံလိုက်ခက်စစ်ဆောင်စခန်းကိုအောက်တိုဘာ9ရက်ည7:00ခွဲအချိန်လောက်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းပုံကျဲတိုက်ခိုက်မှုကြောင့်စစ်ဆောင်ပြည်သူ29ဦးအသက်သေဆုံးခဲ့ပြီးတော့59ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသွားတဲ့စစ်ဆောင်ပြည်သူ29ဦးမှာမိသားစုလိုက်သေဆုံးသူတွေပါဝင်ပြီးတော့အသက်16နှစ်အောက်ကလေးငယ်12ဦးလည်းပါဝင်ပါတယ်။တေဆုံးသွားတဲ့ရုပ်အလောင်းတွေကိုအော်တိုဘာ10ရက်နေ့မိုးလဲတနာရီမှာလိုက်စာပြည်သူစေယုံခမ်းမဆောင်မှာစပနာဆုတောင်းအခမ်းအနားပြုလုပ်ခဲ့ပြီးလိုက်စာရေဝင်းမှာမြေမြုပ်တကြိုခဲ့ပါတယ်။တေဆုံးသွားတဲ့စစ်ဆောင်ပြည်သူတွေအတွက်ဝန်နေချင်းထိမှတ်အဖြစ်နဲ့နိုင်ငံတော်မှာရှိတဲ့ပြည်သူတွေက profile အမဲအောင် online campaign ပြုလုပ်ခြင်းနဲ့ကချင်မျိုးသားအလံတော်ကိုတဝက်လွတ်တင်ခြင်းတွေပြုလုပ်ခဲ့ပါတယ်။အခုချိန်မှာထိခိုက်ဒဏ်ရာရရှိသူ58ယောက်ထဲကဒဏ်ရာပြင်းထန်တဲ့9ဦးအသာစေယုံမှာဆက်လက်ကူတောင်းမှုခံယူနေတယ်လို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့အတွက်မုံလိုက်ခက်စစ်ဆောင်စခန်းနဲ့အနီးနားတဝိုက်ကနေအိမ်တွေအားလုံးနီးပါးပျက်စီးသွားပြီးတော့မုံလိုက်ခက်စစ်ဆောင်ပြည်သူတွေဟာအခုချိန်မှာဝေချိုင်စစ်ဆောင်စခန်းနောင်ရခူးဖျားကြောင်းဝင်းတွေမှာယာယီခိုလုံနေထိုင်နေကြပါတယ်ရွှေကူမြို့နယ်မှာစစ်ကောင်စီကဖုန်းလိုင်းအင်တာနက်လိုင်းနဲ့လက်စစ်မြေတွေဖြတ်တောက်ထားတာကြောင့်ဖုန်းအင်တာနက်လိုင်းကိုအကြီးကထားပြီးဝမ်းကြောင်းနေကြတဲ့ဒေသခံတွေခက်ခဲနေတယ်လို့သိရပါတယ်ရွှေကူမြို့နယ်ကAOD မြစ်တလျှောက်ကျေးရွာတွေမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းလုံးဝမသုံးရတာ2လကျော်လောက်ရှိနေပြီလို့သိရပါတယ်။စစ်ကောင်စီဟာရွှေကူမြို့နယ်ကဒေသတချို့ကိုမကြာခဏဆိုသလိုဖုန်းလိုင်းအင်တာနက်လိုင်းနဲ့လက်စစ်မီးဖြတ်တောက်တာတွေလုပ်နေတယ်လို့လည်းသိရပါတယ်။အခုလိုမျိုးဖုန်းလိုင်းအင်တာနက်လိုင်းနဲ့လက်စစ်မီးဖြတ်တောက်ခံရတာကြောင့်စစ်ရေးနိုင်ငံရေးနဲ့တခြားသတင်းတွေလည်းမကြားရသတင်းအမောင်ချခံထားရတယ်လို့သိရပါတယ်။ KIA တပ်ရင်းစနစ်နေမြေဖြစ်တဲ့ရွှေကူဒေသမှာစစ်ကောင်စီတပ်တွေကတော်လန်းကနေမြေပြင်စစ်ရေးလှုပ်ရှားတာတွေအဆက်မပြတ်လှုပ်ရှားနေုံမကပဲစစ်သင်္ဘောတွေနဲ့လည်းစစ်အင်အားတိုးချဲ့တာတွေလှုပ်ဆောင်လျက်ရှိနေပါတယ်။သတင်းတင်ဆက်ခြင်းပြီးဆုံးသွားပါပြီအပတ်စဉ်ပုတ်တခုညသတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်